လူအများစုမသိကြတဲ့အရာတစ်ခုရှိပါတယ်။အမေရိကမှာမြင့်လွန်းလို့ကောင်းကင်ထဲမှာမျောနေတဲ့ကွန်ကရစ်မြို့တစ်မျိုးလို့ထင်ရတဲ့အံ့အားသင့်စရာလမ်းဆုံတစ်ခုရှိပါတယ်။ဒါက Los Angeles မဟုတ်ပါဘူး။ New York City လည်းမဟုတ်ပါဘူး။ဒီမြို့တွေကရန်ရောပိတ်ဆို့မှုနဲ့နာမည်ကြီးနေမိဒီလမ်းဆုံကတော့လူအများမမျှော်လင့်ထားတဲ့နေရာမှာတည်ရှိနေပါတယ်။အဲ့ဒီကိုမောင်းသွားတဲ့အခါလမ်းတန်းတွေငါးဆင့်တောင်အပေါ်အောက်ထပ်နေပြီးကြီးမားတဲ့စရုပ်အမှုပညာတစ်ခုလို့တွေ့ရပါလိမ့်မယ်။တချို့လမ်းတန်းတွေကမြေပြင်ကနေပေ100ကျော်အထိမြင့်တက်နေပြီးအချို့ယုံဆောင်ဦးတွေထက်တောင်ပိုမြင့်ပါတယ်။ကားတွေကဘယ်ဘက်ညာဘက်အပေါ်အောက်နေရာတိုင်းကိုစီးဆင်းနေပြီးရိုလာကိုစတာတစ်ခုလိုလှည့်ပတ်ချိတ်ဆက်နေပါတယ်။ညဘက်ရောက်တဲ့အခါကားမီတွေကကောင်းကင်ထဲကိုတက်နေသလိုတောက်ပါနေပြီးအပေါ်ကနေကြည့်ရင်လမ်းမကြီးမဟုတ်တော့ပဲကြီးမားတဲ့ကွန်ကရစ်ပင်ကူစားလို့မြင်ရပါတယ်။ဒီလမ်းဆောင်ကိုဒီဆောက်ဖို့စီးစင်တဲ့အခါလူအများကမဖြစ်နိုင်ဘူးလို့ပြောကြပါတယ်။မြင်လွန်းနေရှုပ်ထွေးလွန်းနေအန်ဒီရင်များလွန်းနေလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဒီလမ်းဆောင်ကနိုင်ငံထဲမှာအကျော်ကြားဆုံးလမ်းဆောင်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေရာကဘာလို့ခေါ်လဲထိပါသလား။ဒါကတော့ Hi-Fi Interchange 2P Dallas မြို့မှာတည်ရှိနေပါတယ်။